ခေတ်ဆက်ဆက်ရက်ဆက်ခဲ့ကြတဲ့ကဏ္ဍတွေနဲ့မယူတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုဘယ်သူအသာရမလဲမင်္ဂလာပါ Info Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တမိုင်းဆိုတဲ့အရာကိုတော့အားလုံးလည်းကြားဖို့ခဲ့ကြမှာပါရန်ကုန်မှာဆိုရင်တော့တမိုင်းဆိုတာအုတ်ကျင်းနဲ့တမတ်တိုင်ကွာမှရှိတယ်လို့ကလာကြောင်မှတ်တိုင်တွေကလည်းတမတ်တိုင်ကွာမှရှိပါတယ်အခုပြောပြချင်တဲ့တမိုင်းဆိုတာကအဲ့ဒီလိုတမိုင်းမျိုးမဟုတ်ပဲလူတစ်ယောက်ရဲ့နောက်ခံအကြောင်းအရာဘောလုံးအသင်းတွေရဲ့ခေတ်ဆက်ဆက်ကစုံတွေ့ခဲ့ကြမှုတဲ့တမိုင်းမှတ်တမ်းတွေဖြစ်ပါတယ်အဲ့ဒီလိုမျိုးဘောလုံးလောကရဲ့ခေတ်ဆက်ဆက်ပွဲကြမ်းခဲ့ကြမှုတဲ့ဘောလုံးအသင်းတွေကိုပြောပါဆိုရင်အာဆနယ်နဲ့မန်ယူအသင်းတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုတွေပါပဲတသိန်းနဲ့တသိန်းမြက်ခင်းစိတ်နေထက်စီကိုရောက်မလာခင်ရှောက်လန်းထဲမှာကလေးကတစ်ဖက်နဲ့တစ်ဖက်ပွဲကြမ်းခဲ့ကြတဲ့အာဆနယ်နဲ့မန်ယူအသင်းတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုဟာပရိသတ်တိုင်းအတွက်ဘောလုံးပွဲတစ်ပွဲအသွင်ကနေလက်ဝဲပွဲတစ်ပွဲအသွင်ဖြစ်သွားတဲ့အထိမြင်တွေ့ခဲ့ရပါတယ်အဲ့ဒီလိုမျိုးခေတ်ဆက်ဆက်ကလေးကပွဲကြမ်းခဲ့ကြဘူးတဲ့အာဆနယ်နဲ့မန်ယူအသင်းတို့ဟာဒီတစ်ပတ်ရဲ့ဗုဒ္ဓဟူးနေ့ညကြာသပတေးနေ့မနက်ခင်းပိုင်းမှာရင်ဆိုင်စုံတွေ့သွားကြတော့မှာဖြစ်ပြီးတကယ်ပွဲကြီးပွဲကောင်းတစ်ပွဲကိုယူစားရတော့မှာဖြစ်ပါတယ်အာဆနယ်နဲ့မန်ယူအသင်းတို့ဟာအမရစ်ကွင်ကြီးတင်မှာရင်ဆိုင်စုံတွေ့သွားရမှာဖြစ်ပြီးအာဒီတာတယောက်အမော်ရီရဲ့ပညာအရေးချင်းကိုစမ်းသပ်ရတော့မှာဖြစ်ပါတယ်အာဒီတာဆိုတာကခုနောက်ပိုင်းပရီးမီးယားလိမှာတကယ်ကိုကျဲနေခဲ့တဲ့ဆရာတဆုဖြစ်ရှိနေခဲ့ပြီးတော့သူတို့တွေကနောက်ဆုံး200တိဆက်ချန်ပီယံဆုကိုစုကူးသွားနိုင်မယ့်ခြေနေထိရောက်ရှိခဲ့ကြပါတယ်ဂွာဒီယိုလာကိုအနီးဆုံးဒုက္ခပေးခဲ့တဲ့သူတွေဖြစ်တယ်လို့ဆိုရမှာပါအာဒီတာနဲ့အာဆနယ်ဟာဒီယာတီမှာလည်းချန်ပီယံဆုကိုပြတ်မှတ်ထားနေတာပါမန်ယူသင်းကိုမနေ့တနေ့ကမှတာဝန်ယူပြီးရှုံးပွဲမရှိအောင်စွမ်းဆောင်ပေးထားခဲ့တဲ့ရိုဘင်အမိုရင်ဆိုတာကလည်းစပေါ်တင်လက်စ်ဖို့မှာတာဝန်ယူခဲ့ချိန်ကဘာဆိုလားညာဆိုလားဆိုပြီးတတ်မှတ်ခြင်းခံခဲ့ရသူပါအရှုံးဆိုတာကသူ့တက်ဘလို့တုံးဆိုပြီးမေးယူရလောက်အောင်ဒီယာတီမှာစွမ်းဆောင်ပြခဲ့တာပါအမှတ်ပေးပြိုင်ပွဲမှာဆိုရင်တရေဆိုတဲ့တန်တာမကြားခဲ့ဘူးသူပါဒီယာတီမှတ်ပေးပြိုင်ပွဲမှာတရေကြားခဲ့တဲ့ပွဲစဉ်ဆိုလို့မန်ယူကိုရောက်မှစတင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ရရောက်ချင်းပွဲစဉ်ဖြစ်တဲ့ Answich နဲ့ပွဲမှာတရေကြားထားခဲ့တာပါဒါပေမဲ့လည်း Robin Amorim ရဲ့အရေးချင်းနဲ့စမ်းဆောင်ရည်တွေကတော့အခုထိအရှုံးဆိုတဲ့အတန်ကိုမကြားဘူးသေးပါဘူးမန်ယူလိုအသင်းကိုရောက်တာတော့မှရှုံးပွဲမရှိအောင်ထိန်းထားနိုင်တာကတော်ရုံစမ်းဆောင်ရည်မျိုးမဟုတ်သေးပါဘူး Nasser Ryan Robin Amorim ပါကံကောင်းတာကသူတို့တွေတာဝန်ယူနေစဉ်ကာလာတွင်မယူသိန်းရင်ဆိုင်ရှင်ပြန်ရတဲ့ပွဲစဉ်တွေကချက်စီးတင်းတဲ့ပွဲကလွဲရင်ကျန်တာအကုန်အသေးငယ်လေးတွေနဲ့ဖြစ်ခဲ့တာပါနောက်ဆုံး9ပွဲမှာအင်ကွင်း6ပွဲထိကစားခဲ့ရတဲ့ဆိုတာကတော်ရုံကုသိုလ်ကမဟုတ်ပါဘူးမယူသိန်းဟာအရစ်တဟန်မရှိတော့တဲ့နောက်ပိုင်းကလေးကအရှုံးဆိုတာဘာမှမသိရလောက်အောင်ဖြစ်ခဲ့ပြီးအဲ့ဒီလိုမျိုးပုံစံကောင်းတွေပြသနေခဲ့တဲ့မယူကိုအာဒီတာရဲ့အာဆနယ်ကစစ်မှန်တဲ့ခြေစွမ်းနေကြောင်းအရှုံးမပေးရတာလားဒါမှမဟုတ်အင်ကွင်းမှာကစားရပြီးအသေးငယ်လေးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အထိရှုံးပွဲမရှိဖြစ်နေတာလားစာမေးပွဲဆက်သွားတော့မှာဖြစ်ပါတယ်အာဆနယ်အသင်းကလည်းအိုဒီကက်ဘူကာယိုဆာကာတို့လိုကစားသမားတွေပါဝင်ကစားပြီးဟေ့ဆိုတာနဲ့ပြိုင်ဘက်အတွက်တကယ်နတ်ဆိုးလိုပါပဲအိုဒီကက်နဲ့ဆာကာမပိုင်ရင်မမရှိရောက်သွားတဲ့မောင်လေးတယောက်လိုမျိုးဘာမှကိုမလုပ်တော့မကင်တက်တော့တဲ့အသင်းတစ်သင်းလိုဖြစ်ခဲ့ပါတယ်အခုတော့လူဆောင်တက်ဆုံနေဖြစ်နေခဲ့ပြီးဖြစ်တယ်လို့အမရီမှာအဲ့ခံကစားသွားရမှာဖြစ်တဲ့အတွက်မန်ယူသင်းရဲ့အရေးချင်းအစစ်မှန်ကိုစမ်းသပ်ရတော့မှာဖြစ်ပါတယ်ရိုဘယ်အမိုရင်တယောက်ဒီယာတီမှာအရှုံးဆိုတာဘာမှမသိဖြစ်နေခဲ့တာကိုတည်သွားအောင်လုပ်ပြသွားမလားဒါမှမဟုတ်အာဆနယ်ဆိုတာမန်ယူသင်းရဲ့ငယ်နိုင်ပါကွာဆိုပြီးပြန်လည်ဆုံးမသွားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်